ဟုတ်ပြီမနေ့တုန်းကဟောနော်ဦးဇင်းဒီပါဠိဘာသာစကားနဲ့ပတ်သက်ပြီးတော့မှမိတ်ဆက်ပြောသွားတာပေါ့နော်ပါဠိဘာသာစကားဘယ်ကလာတယ်ပညာရှင်တွေကြားထဲမှာဘယ်လိုတွေအတိအမှတ်ပြုထားတယ်နောက်ဉာဏ်ခုန်မှုလေးတွေရှိတယ်ဆိုတာလေးတွေမနေ့တုန်းကပြောသွားတယ်ဟုတ်ပြီဦးဇင်းတို့ကပါဠိဘာသာစကားဟာအနောက်တိုင်းကလာတာပဲဖြစ်ဖြစ်အရှေ့တိုင်းကသူတို့ကတော့ဒီနောက်ပိုင်းပညာရှင်တွေက Western dialect ဆိုပြီးတော့မှအဲဒီဘက်ကိုအားတန်တယ်နောက်တိုင်းဘက်ကနေပြီးတော့မှလာတဲ့ဘာသာစကားဖြစ်နေလို့ဆိုပြီးအားတန်တယ်တို့တော့ပြောတဲ့စကားတော့အိန္ဒိယတိုက်မှာပဲအဲဒီတုန်းကမကရတိုင်းမှာပြောကြတယ်ဆိုအဲ့တော့ဦးဇင်းတို့ကအနောက်ကလာတာပဲဖြစ်ဖြစ်အရှေ့ကလာတာပဲဖြစ်ဖြစ်အရေးကြီးတာဘာဖြစ်လဲဆိုတော့ပါဠိဘာသာစကားကိုတည်တည်ချာချာဖဲတဲ့ဝင်ကြည့်အောင်လေ့လာဖို့လေ့လာပြီးတဲ့နောက်မှာဦးဇင်းတို့ကိုးကွယ်တဲ့ဘုရားမြတ်စွာရဲ့မိမာတော်မူချက်တွေဖြစ်တဲ့နော်တရားဓမ္မတွေအဓိကတော့တရားဆိုတာစကားပါပဲမြတ်စွာဘုရားရဲ့စကားတွေနော်အဲဒီစကားတော်တွေကပါဠိဘာသာစကားနဲ့မှတ်တမ်းတင်လာတာဖြစ်တဲ့အတွက်အဲ့ဒီမှတ်တမ်းတွေလေ့လာပြီးတော့မှအဲ့ဒီပါဠိဘာသာမှာရှိတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေတွေကဦးဇင်းတို့လောကအတွက်မျက်မှောက်လောကအတွက်ပေါ့နော်ခုခေတ်အတွက်ဘာတွေကိုအသုံးချလို့ရမလဲဘယ်ဟာတွေကို apply လုပ်လို့ရမလဲနော်အဲ့ဒါကိုအဓိကယူကြဖို့ပါဒီဦးဇင်းတို့ဒီကြိုတင်တောင်းပန်ထားရင်ဒီ laptop ရဲ့ကွန်ပျူတာ laptop ရဲ့ကင်မရာတိတ်မကြည့်ဘူးပေါ့နော်မကြည့်တဲ့အခါကျတော့ဒီရုပ်ရဲ့အနေထားနိုင်ရဲ့အနေထားတွေကိုလည်းထိခံပြီးတော့မှနားထောင်ပေးကြဖို့ကြည့်ပေးကြဖို့ဘုန်းကြီးကျောင်းသားတွေကိုကြိုတင်ပြီးတော့မေတ္တာရပ်ထားခြင်းပါတယ်။ဟုတ်ပြီမနေ့တုန်းကပြောသွားတယ်ပါဠိဘာသာအခြေခံမှာတရကဘယ်နှလုံးရှိတယ်လဲတရက8လုံးရှိတယ်ကြီးက33လုံးရှိ8နဲ့33နဲ့ပေါင်းတော့အခရာ40နဲ့1လုံးဖြစ်လာတယ်တရ8လုံးကဘာတွေလဲဆိုရင်အအာဣဤဥဟုေအောဆိုဒီမှာတရ8လုံးရှိတယ်အဲ့ဒီမှာဆိုရင်အာနဲ့အာတရွဲဣနဲ့ဤတရွဲဥနဲ့ဥတရွဲအေအောကတော့တည်တံပုံရနော်အဲ့တော့အဲ့ဒီမှာအာအာဣဤဥဥအေအောဆိုတဲ့တရ8လုံးရှိတဲ့နေရာမှာရုပ်ဖတ်ပုံကြာချိန်ကိုလိုက်ပြီးတော့မှတရ2မျိုး꿰သွားတယ်အတန်တိုတဲ့တရနဲ့အတန်ရှည်တဲ့တရအတန်တိုတဲ့တရကိုရတ္တတရလို့ခေါ်တယ်ရရဲ့တကြီးရနော်ရတ္တတရတိုတဲ့တရအဲ့ဒါတော့3လုံးပဲရှိတယ်အဣဥဒီမှာ3လုံးနော်ရှည်တဲ့တရတော့ကျန်တဲ့5လုံးပေါ့အာဣဥအေအောအဲ့တော့ဆောင်းမုတ်ကလေးနဲ့ကျောင်းသားတွေမှတ်ချင်လဲရတယ်နော်အာဣဥဆို3လုံးကိုတန်တိုရတ္တမြည်အာဣဥအေအောငါးတွေတန်ရှိဒီကမြည်ဆိုတော့မှဆောင်းမုတ်ကလေးနဲ့မှတ်လို့ရတယ်အဲ့တော့တရအချုပ်က8လုံးရှိတယ်အဲ့ဒီမှာ3လုံးကအတန်တိုတယ်လက်ဖြစ်တစ်ထွက်လက်ဖြစ်တစ်ထွက်ပေါ့ဗျာနော်လက်ဖြစ်တစ်ထွက်နေရာတစ်ပြည့်မျက်စိတမိတ်ပဲကြာတယ်အဣဥဆိုတဲ့3လုံးအတန်တိုလို့သူ့တန်တိုရတ္တကျန်တဲ့5လုံးအာဣဥအေအောဆိုတာကြတော့အတန်ရှိတယ်လက်ဖြစ်နှစ်ထွက်လက်ဖြစ်နှစ်ထွက်လေရနှစ်ပြည့်မျက်စိနမိတ်ခတ်ကြတယ်ဆိုမှနမတရာကြတယ်ဆိုပြီးမှစပြီးပြောတယ်အဲ့ဒါမို့တရာ8လုံးမှာလည်းအုပ်စုနှစ်ခု꿰သွားတယ်နော်ဟုတ်ပြီဘီ30နဲ့3လုံးမှာလည်းဝက်ဘီအဝက်ဘီဆိုတာရှိသေးတယ်နော်အဲ့ဒါတွေကိုဖြည်းဖြည်းချင်းစတင်ရင်းနဲ့နောက်ပိုင်းကမှပြောကြတာပေါ့နော်အခုတော့အဲ့ဒီတရာတွေအကြောင်းဘီတွေအကြောင်းထားပြီးတော့မှနော်ဒီတရာရဲ့ဘီရဲ့โอเค share လိုက်မယ်ခဏအဲ့ဒီမှာတရအကြောင်းပြီးတော့ပြီဆိုတော့consonant ဆိုတဲ့ဒီကြီးအကြောင်းပေါ့နော်ကြီးမှာလည်း33လုံးရှိတယ်လို့ပြောတယ်33လုံးမှာမြန်မာနဲ့အတူတူပါပဲမြန်မာနဲ့နောက်ဆုံး꿰တာလေးကအမ်နော်အမ်မှာရှိတယ်တိတိတင်လေးကိုပဲnegate လို့ခေါ်တယ်အဲ့ဒါလေးအဲ့တခုပဲ꿰တယ်အဲ့မှာဆိုရင်ဒီဟာပေါ့နော်ဦးဇင်းကဒီမှာကကြီးတို့ခဝေးတို့ဂငယ်တို့ဂကြီးတို့ငါတို့ရေးတဲ့နေရာအပေါ်အတက်ကလေးဘာကြောင့်ထည့်ထားလဲဆို
တရကင်းနေတဲ့ပုံစံလေးထားတရကင်းနေတဲ့ပုံစံလေးကိုပြတာသူ့မှာတရမရှိသေးဘူးအဲ့ဒီဟာတွေနဲ့အကုန်လုံးတွဲကြည့်တရအာတရပါတယ်ကလို့ယူလိုက်တဲ့နေရာမှာကမှာအာတရပါပြီးတာကပြီးနဲ့အာတရနဲ့ပါပြီးတာအဲ့ဒါဖြစ်တဲ့အတွက်ဒီမှာပြဟုတ်ကဲ့ဒီမှာကြည့်နော်ဒါပါဠိတော်တွေရဲ့ရှေ့ဆုံးစာမျက်နှာမှာပါတယ်အဲ့ဒီမှာဆိုရင်the Pali alphabet in Myanmar and Roman character လို့ပြောတယ်မြန်မာမှာတော့မြန်မာဘာသာစကားနဲ့ကခဂငရေးတယ်တကဘာလုံးသုံးတဲ့ international သုံးတာကြတော့ Roman character နဲ့ပဲသုံးတယ်အဲ့ဒါတွေကိုတိဖို့လိုအပ်တယ်အဲ့ဒါကိုဦးဇင်းပြီးမှတိတိကျကျရှင်းပြမယ်နော်အာအီဦးရောဒီမှာဆိုရင်ကြည့်လိုက်ဒီမှာဆိုရင်ဒီမှာကခဂဂငရေးတဲ့နေရာမှာကမှာအာဒရပါပြီးသားဖြစ်တယ်လို့ပြောတာဖြစ်တဲ့အတွက်မှာအေလေးကပါပြီနော်အာဒရကဆိုရင်K အနော် K A K A ကအာက K A နော်ခခငါသူ့မှာအားလုံးမှာကဒီကြီးတွေအားလုံးမှာတရအာတရပါပြီးသားဖြစ်တဲ့အတွက် A ရပါဖို့ပါမယ်အဲ့ဒါလေးကိုလည်းနောက်ပိုင်းကိုစာတင်နဲ့ဖြည်းဖြည်းချင်းပြောပြကြတာဟုတ်ပြီအဲ့ဒါတော့တရ၈လုံးနဲ့ကြီး30နဲ့3လုံးရဲ့ဒါအသေးပဲနောက်ဆုံးမြန်မာနဲ့ကွဲတာလေးကnegate ဆိုတဲ့တိရိတင်လေးကိုသူကကြီးတွေကိုထည့်ထားတယ်နော်ဒါမှနောက်ပြီးတော့အဲ့ဒီမှာဒီပါဠိဘာသာစကားပဲဖြစ်ဖြစ်ဘယ်ဘာသာစကားပဲဖြစ်ဖြစ်လေ့လာကြတဲ့နေရာမှာဒီပုတ်တွေကိုတီးဖို့လိုတယ်ပါဠိမှာပုတ်က၄ခုပဲရှိတယ်ပုတ်က၄ခုပဲရှိတယ်အဲ့ဒီဟာအချုပ်ကိုတီးထားရမယ်ကိုဘာသာစကားလေ့လာတဲ့နေရာမှာလေ့လာတဲ့ဘာသာစကားရဲ့ပုံမျိုးစားဘယ်လောက်ရှိတယ်ဆိုတော့တီးတင်တာပေါ့နော်အဲ့ဒါကိုတီးထားရမယ်အဲ့တော့ပါဠိမှာကပုတ်က၄မျိုးပဲရှိတယ်နံပုတ်ရဲ့အာချက်ပုတ်ရဲ့နိဗ္ဗတ်ပုတ်ရဲ့ဥပဒါရပုတ်ရဲ့ဆိုပြီးတော့မှ၄မျိုးရှိတယ်အဲ့တော့နံနဲ့အာချက်နိဥထ၄ရပ်ပုတ်အပြာလို့ဆောင်းပုတ်လို့မှတ်ထားလို့ရတယ်နော်နံနဲ့အာချက်နိဥထ၄ရပ်ပုတ်အပြာနော်ဒီမှာတော့ရေးမပေးထားဘူးဒါကိုဒီစာနားထောင်နေကြတဲ့เนาะဒီဗီဒီယိုကြည့်ရှုနေကြတဲ့ကျောင်းသားတွေအနေနဲ့ဦးသိန်းရဲ့ဒီအတန်ကိုတည်တည်ချာချာနားထောင်ပြီးတော့မှလိုက်ပြီးတော့မှမှတ်ထားကြစေခြင်းတယ်ဒီ notebook လေးပေါ့နော် notes ထုတ်ထားကြစေခြင်းတယ်နံနဲ့အာချက်နိဥထ၄ရပ်ပုတ်အပြာဒီလိုဆောင်ပုတ်တွေဆိုရင်မှတ်ထားမှာဖြစ်ပါတယ်နော်အဲ့တော့နံပုတ်အာချက်ပုတ်နိဗ္ဗတ်ပုတ်ဥပဒါရပုတ်ဆိုပြီးတော့မှပဲ၄မျိုးရှိတယ်နံပုတ်ဆိုတာတော့ကျောင်းသားတိုင်းလူတွေတိုင်းသိပြီးသားအာချက်ပုတ်ဆိုတာဘာပြောရလဲဆိုဒီမှာကြည့်လိုက်အာချက်ပုတ်ဆိုတာအာခယာတပရနော် buff ကိုခေါ်တယ် buff ကရိယာပဲနော်ပါဠိမှာကရိယာပုတ်ကိုအာချက်လို့သုံးတယ်နော်အာချက်ပုတ်လို့သုံးတယ်နောက်နိဗ္ဗတ်ပုတ်တဲ့နိဗ္ဗတ်ပုတ်ကိုဒါပါတိကယ်အနေနဲ့ပဲပြောထားတယ်နိဗ္ဗတ်ပုတ်နော်ဥပဒါရပုတ်အဲ့ဒီလို၄မျိုးရှိတယ်အဲ့တော့ပုတ်တပုတ်လို့ပုတ်လို့ပါဠိမှာခေါ်တာဝိဘတ်အဆုံးရှိတဲ့အခရာဝိဘတ်အဆုံးရှိတဲ့အခရာအပေါင်းအနက်ကိုဟောနိုင်တဲ့အခရာအပေါင်းကိုပုတ်လို့ခေါ်တယ်နော်ဒီမှာအခရာတစ်လုံးနဲ့ဒီအခရာတစ်လုံးဆိုတာတော့ဘီးနဲ့နော်တရနဲ့ပေါင်းထားတဲ့အခရာတစ်လုံးခေါ်တာပေါ့အဲ့ဒါလည်းဒါပုတ်တပုတ်ဖြစ်နိုင်တယ်ဥပမာဆိုပါတော့ဒီနိဗ္ဗတ်ပုတ်တို့ဥပဒါရပုတ်ဒီမှာဆိုရင်နိဗ္ဗတ်ပုတ်မှာဆိုရင်တစ်လုံးနဲ့ဒီအနက်ကိုဟောနိုင်တာလေးရှိတယ်နော်အဲ့တော့ဟုတ်ပြီပါဠိဘာသာစကားလေ့လာတဲ့နေရာမှာပုတ်ဘယ်နှမျိုးရှိမယ်၄မျိုးရှိမယ်ပုတ်၄မျိုးရှိမယ်နံပုတ်ရဲ့အာချက်ပုတ်ရဲ့နိဗ္ဗတ်ပုတ်ရဲ့ဥပဒါရပုတ်ဥပတက္ကပုတ်ဆိုပြီးတော့မှ၄မျိုးရှိတယ်ဥပဒါရပုတ်ဥပတက္ကပုတ်လို့ခေါ်တယ်အဲ့ဒီထဲမှာဆိုရင်နံပုတ်ကတော့အများကြီးပဲအာချက်ပုတ်ကလည်းအများကြီးပဲနိဗ္ဗတ်ပုတ်ကလည်းအများကြီးပဲအရာမကအများတယ်နော်အဲ့ဒါတွေကိုတော့ပြီးကတုံးပုံကိုလေ့လာရင်းနဲ့တဖြည်းဖြည်းချင်းသိလာလိမ့်မယ်ဒါကတော့ဦးဇင်းတို့အခြေခံနှမ်းဖြစ်တဲ့အတွက်အဲ့လောက်ကြီးမလို့သေးဘူးနော်ဥပဒါရပုတ်ကကျတော့20ပုတ်တချို့ပါဠိတရားကျမ်းတွေမှာ20ပုတ်လို့ပြောတယ်တချို့က22ပုတ်လို့ပြောတယ်တချို့က20ပေါ့ဗျာနော်အဲ့ဒီဥပဒါရပုတ်က prefix ပဲ prefix အင်္ဂလိပ်နဲ့အများကြီးတူတယ်ဆိုတာအဲ့ဒါကိုပြောတာဥပမာဆိုပါစို့ဒီဥပဒါရပုတ်နော်ဥပဒါရပုတ်အကြောင်းကိုပြောခြင်းအင်္ဂလိပ်မှာလည်းရှိတယ်လေဥပဒါရပုတ်တွေဥပမာဆိုပါစို့ဒါ happy ပျော်ရွှင်သော happy ပျော်ရွှင်သောဆိုတဲ့ဒီ adjective ပုတ်ကိုအရှိက80ပုတ်ကလေး and ဆိုတဲ့ဟာလေးထည့်လိုက်ရင် unhappy မပျော်ရွှင်တော့လို့ဖြစ်လာတယ်နော် unlike like ကြိုက်တော့ကြိုက်နေတဲ့တော့ဆိုရင် unlike ဆိုမကြိုက်ကြိုက်နေတဲ့ unlike like ကြိုက်သည်ဆိုရင် unlike မကြိုက်ဘူး dislike မကြိုက်ဘူးဆိုရင် and dis တို့နော်
အဲ့ဒါတွေကဥပဒါရပုဒ်တွေပဲဒါပါဠိရဲ့ဥပဒါရပုဒ်သဘောမျိုးအင်္ဂလိပ်မှာလည်းရှိတယ်ဆိုတော့ပြောပြနော်အဲ့ဒီလိုပဲပါဠိပုဒ်တွေမှာအဲ့ဒီလိုပပရာဟုနိနေဟုတန်တုဝိဝစသည်အဖြစ်ဒီဥပဒါရပုဒ်20ရှိတယ်ဆိုတဲ့အကြောင်းကိုလည်းနောက်ပိုင်းကိုသိချာချာပြောပြမယ်ဒီနေရာမှာသင်ခန်းစာကတော့ဘာမှထားမလို့ဆိုရင်ပါဠိဘာသာစကားမှာပုဒ်၄မျိုးရှိတယ်ဒါအခြေခံပဲဒီပုဒ်၄မျိုးတွေကမထွက်ဘူးအလုံးအခြေခံပဲဒါကြောင့်မို့သိချာမှတ်ထားမယ်နံပုတ်ရဲ့အာချက်ပုတ်ရဲ့နိဗ္ဗပုတ်ရဲ့ဥပဒါရပုတ်ဒီနိဗ္ဗပုတ်တွေဆိုတာနိဗ္ဗပုတ်တွေအကြောင်းကလည်းထူးဆန်းတယ်သူကစတို့ဝါတို့ဟေတို့ရေတို့တူဝေတို့တွေတို့အစ္ဆတို့စသည်အဖြစ်အများကြီးပါလာလိမ့်မယ်ဒါတွေကိုလည်းဒီပါဠိဝါကျတွေကိုလေ့လာရင်းနဲ့ဖြည်းဖြည်းချင်းပြောတော့မှာဖြစ်ပါတယ်အခုမှတ်ထားမှာတော့ပါဠိဘာသာစကားမှာပုတ်၄မျိုးရှိတယ်ဆိုတဲ့အကြောင်းနံအာချက်နိဗ္ဗဥပဒါရပုတ်ဒီမှာ၄မျိုးရှိတယ်ဆိုတဲ့အကြောင်းမှတ်ထားရပါတယ်အဲ့တော့ noun ရဲ့ verb ရဲ့ particle ရဲ့ preposition ၄မျိုးရှိတယ်နော်နံအာချက်နိဗ္ဗဥပဒါရဒီမှာ၄မျိုးရှိတယ်ဟုတ်ပြီအဲ့လောက်ရရင်ရပါပြီသင်ပြီနော်ဒါပုတ်ဟိုအကြောင်းပုတ်ပြီးတော့အဲ့ဒီမှာနံပုတ်အာချက်ပုတ်နိဗ္ဗပုတ်ဥပဒါရပုတ်တို့၄မျိုးပြောနေမှာနံပုတ်ပါဠိတရားကျမ်းဂန်တွေမှာမိတ်ဆိုတာပါဠိဒီဆရာကြီးတွေတရားဆရာကြီးတွေကမိတ်ဆိုတာဆရာတော်ကြီးတွေပြောတဲ့စကားကဒီနံကိုကြည့်ရင်ပေါ့နော်နံကြည့်ရင်ပါဠိတရားရဲ့တဝက်ကိုပိုင်ပြီတဲ့နံပုတ်အကြောင်းကနံကအများကြီးကျေဝန်းတယ်ဘာသာစကားအားလုံးနော်နံကအများကြီးကျေဝန်းတယ်အခုပါဠိမှာဆိုရင်ပို့ပြီးတော့မှပေါ့ဗျာဘာဖြစ်လဲဆိုတော့ဟိုနောက်ပိုင်းကိုဒီနံပုတ်ထဲမှာနံပုတ်အပြားတွေလာလေဦးမယ်ဘယ်ဟာမျိုးဘယ်လိုနံပုတ်ကိုခေါ်တယ်ဆိုတာမျိုးတွေလာလေဦးနော်ဒီနေရာမှာတော့ဟုတ်ပြီဒီဟွာပါဠိဘာသာစကားဟာ Indo-Aryan language ဖြစ်တဲ့အတွက်သူ့မှာလိန်ခွဲတာတွေပါတယ်အဲ့ဒီလိန်ခွဲတာကဟိုအကြောင်းမသိပြီးရင်ခက်တယ်အကြောင်းသိပြီးတာလေ့လာလို့အပါဝါသွားပြီဆိုရင်ဒါလွယ်လာလိမ့်မယ်နော်ဒီစပိန်တို့နော်ဂျာမန်တို့မှာလည်းလိန်ခွဲရတာအမတန်ခက်တယ်ဒီမှာဆိုရင်စပိန်နဲ့တူတာလေးကိုပြောလို့ရတယ်ဦးဇင်းတို့ကနော်နောက်ကိုပြောမယ်ပေါ့ဒီမှာလိန်ကိုအချုပ်အနေနဲ့တော့ပါဠိလိန်က၃မျိုးပဲမှတ်ထားမယ်ပုံလိန်ရယ်အဋ္ဌိလိန်ရယ်နှစ်ပုံလိန်ရယ်ဆိုပြီးမှ၃မျိုးမှတ်မယ်နောက်လိန်မရှိတဲ့အလိန်ဆိုတာလည်းလာတယ်ဦးလိန်၃ပါးလုံးနဲ့ဆက်ဆံတဲ့တိလိန်ဆိုတာလည်းရှိတယ်တချို့တော့ပုတ်တရားကြတော့နှစ်လိန်ဆက်ဆံတယ်လိန်နှမျိုးလုံးရလို့ဒွိလိန်လို့ပြောလို့ရတယ်အဲ့တော့ဘယ်လိုပဲပြောအချုပ်အနေနဲ့မှတ်ထားမယ်ဆိုရင်ပုံလိန်ရယ်အဋ္ဌိလိန်ရယ်နှစ်ပုံလိန်ရယ်ဆိုပြီးတော့မှပဲ၃မျိုးရှိတယ်လို့မှတ်ထားမယ်နော်ဟုတ်ပြီဒီမှာဆိုရင်ပုံလိန်တွေဟာဩကာရန္တဆုံးနေတယ်ဥပမာဗုဒ္ဓမှာကြည့်နော်ဒီမှာဆိုရင်ဗုဒ္ဓဩဗုဒ္ဓလို့ကြားလိုက်တာ ਨੇ ဗုဒ္ဓဩဗုဒ္ဓဓမ္မောဆိုရင်ဓမ္မဩဓမ္မောတန်ခောဆိုရင်တန်ခဩတန်ခောနော်အဲ့လိုဗုဒ္ဓဓမ္မောတန်ခောမှာဩကာရန္တဆုံးနေတယ်ရိုမန်မှာဆိုရင်တော့အိုနဲ့ပေါင်းတယ်ဩနော်ဒီမှာရိုမန်မှာအိုနဲ့ဆုံးထားတယ်ဗုဒ္ဓနော်ဘုအတွက်က B နော်ဓာတွေအတွက်ကဓာ D တွေပဲဓာအောက်ခြေအတွက်က DH နော်ဩကာရန္တဩအတွက်က O ဆိုတော့ဗုဒ္ဓဒါ BUDDH ဗုဒ္ဓပဲနော်ဗုဒ္ဓဓမ္မောတန်ခောစတဲ့ဒီပုတ်၃ပုတ်မှာဆိုရင်ဩကာရန္တနဲ့ဆုံးနေတဲ့အတွက်ပုံလိန်ပဲဒါနော်ပုံလိန်လို့ရမှတ်လိုက်တယ်အဲ့တော့အချုပ်ကိုမှတ်ထားမယ်ဆိုရင်ပုံလိန်အဋ္ဌိလိန်နဲ့ပုံလိန်ခွဲတာဆိုရင်ဦးဇင်းပြောပြမယ်ဒီနေရာမှာမှတ်ထားလိုက်မယ်ပါဠိပုတ်တွေကိုကြည့်လိုက်တာ ਨੇ ဒီနံပုတ်တွေမှာပေါ့နော်ပါဠိနံပုတ်တွေကိုကြည့်လိုက်တာ ਨੇ ဩကာရန္တနဲ့ဆုံးနေမယ်နောက်မှာဩဆိုတာကြာဗုဒ္ဓမှာဆိုရင်ဗုဒ္ဓဩဗုဒ္ဓဓမ္မောမှာဆိုရင်ဓမ္မဩဓမ္မောနော်တန်ခဩတန်ခောနော်ပောတောဆိုရင်လည်းပောတဩပောတောယောက်ျားကိုဟောတဲ့ပုရိတောပုရိတမှာဆိုရင်ပုရိတောလို့ပြောမယ်အဲ့မှာပုရိတောမှာဆိုရင်ပုရိတဩပုရိတောအဲ့ဒီလိုဩနဲ့ဆုံးနေမယ်ဆိုရင်ဩနဲ့ဆုံးနေတာပုတ်တိုင်းကိုသူကပုံလိန်လို့မှတ်လိုက်မယ်ပုံလိန်ပြီးတော့အဋ္ဌိလိန်မှာဆိုရင်များတော့အဖြစ်အာနဲ့ဆုံးတယ်ဥမာကင်ညာပေါ့ကင်ညာဆိုတာသူတို့သမီးနော်အဲကုမာရိကာပေါ့မင်းသမီးနော်ဒီတာသမီးပေါ့စသည်အပြင်အဲ့ဒီနေရာမှာဆိုရင်အာကာရန္တနဲ့ဆုံးတယ်နောက်ဆုံးမှာအာနဲ့ဆုံးတယ်ဥပမာဒီတာမှာဆိုရင်ဒီတာအာဒီတာကင်ညာမှာဆိုရင်ကင်ညာအာကင်ညာစသည်အပြင်ဒီတာတို့ကင်ညာတို့ပုတ်တွေမှာဆိုရင်အာနဲ့ဆုံးနေတယ်နောက်ဆုံးမှာအာလေးနဲ့ဆုံးတယ်
နော်အာတရနဲ့ဆုံးတယ်အဲ့တော့အာနဲ့ဆုံးရင်အဋ္ဌိလိမ်ပဲနော်များတော့အပြင်အဋ္ဌိလိမ်ပဲအဲ့တော့ဟုတ်ပြီအချုပ်အနေနဲ့မှတ်မယ်ဆိုရင်ပါဠိပုဒ်တွေကိုကြည့်လိုက်တာနဲ့အများပေါ်ဆုံးရင်ပုံလိမ်အာဆုံးရင်အဋ္ဌိလိမ်ဩတို့အာတို့မဟုတ်ဘဲနဲ့ခုနကနောက်ဆုံးဘီ33လုံးမှာနောက်ဆုံးဖြစ်တဲ့နေဂဟိတ်တေးတေးတင်ကလေးနဲ့ဆုံးနေရဲ့နှစ်ပုံလိမ်ပဲဥပမာစိတ်တန်ပေါ့စိတ်တန်တို့ကုလန်တို့ပုံညံတို့နော်ကုလအံကုလန်ပုံညအံပုံညံစိတ်တအံစိတ်တန်ဆိုပြီးမှပုံကိုကွဲနိုင်ရမယ်ခွဲထားရမယ်အဲ့တော့ကုလန်တို့စိတ်တန်တို့ပုံညံတို့မှာဆိုရင်နေဂဟိတ်လို့ပါဠိကနေဂဟိတ်လို့ခေါ်တဲ့မြန်မာလိုတေးတေးတင်လို့ခေါ်တာလေးနော်အဲ့ဒါလေးနဲ့ဆုံးနေမယ်ဆိုရင်နှစ်ပုံလိမ်ဟုတ်ပြီအဲ့တော့၃မျိုးလိန်၃မျိုးကိုအချုပ်အနေနဲ့မှတ်ထားမယ်ဒီနေရာမှာနော်တခြားကာရန္တတွေနဲ့တခြားတဲ့ဥတို့အေတို့နဲ့ဆုံးတာတွေအများကြီးရှိသေးတယ်တို့တော့ဒါတွေကနောက်ပိုင်းမှလာလိမ့်မယ်ညာတော့အဖြစ်ပါဠိမှာမှတ်ထားမှာလိန်၃ပါးပဲမှတ်ထားမယ်ပုံလိန်ရဲ့အဋ္ဌိလိန်ရဲ့နှစ်ပုံလိန်၃မျိုးမှတ်ထားမယ်အဲ့ဒီမှာဆိုရင်လည်းပုံလိန်မှာဆိုရင်အောနဲ့ဆုံးမယ်အဋ္ဌိလိန်မှာဆိုရင်အာနဲ့ဆုံးမယ်နှစ်ပုံလိန်မှာဆိုရင်အန်နဲ့ဆုံးမယ်နေခိတ်တိရိတင်နဲ့ဆုံးမယ်အဲ့တော့ဗုဒ္ဓောဓမ္မောတန်ကောပုရိတောဆိုရင်အောနဲ့ဆုံးတဲ့အတွက်ပုံလိန်ပဲနော်ကင်ညာတို့နော်ဒီတာတို့မာတာတို့မှာဆိုရင်အာနဲ့ဆုံးတဲ့အတွက်ဒါအဋ္ဌိလိန်ပဲစိတ်တန်တို့ကုလန်တို့ပုံညံတို့အကုဒလန်တို့စသည်အပြင်အဲ့ဒီပုတ်ဒီမှာဆိုရင်တိရိတင်နေခိတ်နဲ့ဆုံးနေတဲ့အတွက်နှစ်ပုံလိန်လို့မှတ်ထားနော်အဲ့တော့ဒါလိန်ခွဲတာတော့အမတန်အရေးကြီးပါတယ်ဒီမှာနော်စပိန်တို့မှာဆိုရင်လည်းအဲ့ဒီတိုင်းပဲအရေးကြီးတယ်ဒါစပိန်စကားမှာဆိုရင်လည်းနော်စပိန်လည်းပိုနဲ့ဆုံးထားရင်ဒါပိုနဲ့ဆုံးထားရင်ပုံလိမ့်မယ်အာနဲ့ဆုံးနေရင်အဋ္ဌိလိမ့်လို့မှတ်တာပဲစပိန်မှာ Spanish Espanol မှာလည်းနော်အဲ့တော့ဟုတ်ပြီဒါတော့ဒါပါဠိနဲ့ဒီစပိန်လေးနဲ့တူတာလေးပြောတာပေါ့ဒါကလိန်ကွဲတာတော့အရေးကြီးပါတယ်ဒါအရေးကြီးလို့ဒီချာပြောပြခြင်းဖြစ်ပါတယ်ဟုတ်ပြီဦးဇင်းတို့ကဒီပါဠိဘာသာစကားကိုလေ့လာကြတော့မယ်ဆိုဦးဇင်းတို့မှာလက်ကင်ပြုထားစေရနော်အခုပြထားတဲ့စာအုပ်ဒါစာအုပ်ကိုသူရန်ကုန်တို့မန္တလေးတို့မြန်မာပြည်မှာနေတဲ့ပုံကိုယ်တွေကမြန်မာပြည်မှာနေပြီးတော့မှတင်နေတဲ့ပုံကိုယ်တွေကဒီစာအုပ်ကလေးကိုဝယ်ထားလို့ရပါတယ်စာအုပ်ဆိုင်တွေတွားပြီးတော့မှနော်ပိဋကစာအုပ်ရောင်းတဲ့နေရာတွားပြီးတော့မှဒီအခြေပြုတတ်တာဆိုတာဒီဝယ်ထားရမယ်ဘာဖြစ်လို့ဝယ်ခိုင်းတာလဲဆိုတော့ဦးဇင်းတို့ကဒီထဲမှာကြက်ရမယ့်ဟာတွေရှိတယ်ကြက်တင်ကြက်ထိုက်တဲ့ဟာကိုတော့ဘာသာစကားတင်တဲ့အခါမှာကြက်ထားရမှာဖြစ်ပါတယ်အဲ့တော့အကုန်လုံးကိုတော့ဒီဘယ်လိုပြောမလို့ရေးမပြနိုင်ဘူးပေါ့နော်ဒါဦးဇင်းတို့ဒီ PowerPoint slide show မှာအကုန်လုံးကိုရေးမပြနိုင်ဘူးအဲ့တော့ဒါ request လုပ်ထားကြတာကဒီခြေပြုတတ်တာဆိုတဲ့စာအုပ်ကိုဝယ်ထားစီခြင်းတယ်ဝယ်ပြီးရင်ဦးဇင်းကဘယ်နာနေပြီးတော့မှဘယ်ထိကတော့ကြက်ထားလိမ့်မယ်ကြက်ပြီးတော့မှကြက်တင်ကြက်လိုက်တာကိုဒါဦးဇင်းတို့ဒါညွန်ပြမှာဖြစ်ပါတယ်ဟုတ်ပြီအမှနံပုတ်အကြောင်းပြောလိုက်ပြီခုနကနံပုတ်နံပုတ်အာချက်ပုတ်ဥပဒါရပုတ်နိဗ္ဗပုတ်ဆိုပြီးတော့မှ၄မျိုးရှိတဲ့နံပုတ်အကြောင်းပြောတဲ့နေရာမှာနံနေမှာကပါဠိတရားဆရာကြီးတွေကအကုန်လုံးသူကခွဲထားပြီးသားရှိတယ်နံခိုင်းဘယ်နှခိုင်းရှိလဲခိုင်းဆိုတာအစုပေါ့နံအစု73စုရှိတယ်တူရစုပြီးတော့မှ73စုရှိတယ်အဲ့ဒီ73မျိုးကိုလည်းမှတ်သားထားဖို့လေ့လာကြဖို့ဦးဇင်းတိုက်တွန်းပါတယ်အခုဘယ်လောက်ရှိတွေ့လဲနားပြီနော်ကြည့်လိုက်အောင်ဘယ်နှမိနစ်ရှိသွားပြီလဲဆိုတော့အဲ့ဒီမှာဒါနံကိုင်း73ကိုင်းရှိတယ်တဲ့နံကိုင်း73ကိုင်းရှိတဲ့နေရာမှာအဲ့ဒီနံကိုင်းတွေမနောကိုင်းစုဥစိတ်ကညာဂုကိသာနဲ့ကုမာရာဇတတရတ္တနရာဂဟံသဗ္ဗနံမယ33ဆိုပြီးဒီမှာ73ကိုင်းရှိတယ်တောင်းမှဒီကိုရနေနဲ့ဖြစ်တဲ့အတွက်အတန်လေးစူညံတာလေးတော့နည်းနည်းပေါ်တီးခံကြဖို့နော်ဦးဇင်းကြိုတင်ပြီးတော့မေတ္တာရခံထားကြပါတယ်ကလေးတွေဆိုတော့လည်းလွတ်လပ်နေကြတာပေါ့လေနော်တောင်းမှကိုရနေများတဲ့ခါဟုတ်ပြီအဲ့မှာနန်ကိုင်း73ကိုင်းရှိတယ်တဲ့အဲ့ဒီနန်ကိုင်း73ကိုင်းနေမှာဦးဇင်းတို့ကတော့ဒါပါဠိတင်ယူတင်ရတာဖြစ်တဲ့အတွက်အကုန်ကျက်ရတာငယ်တုန်းကအကုန်ကျက်ရတာနိုင်ယုံကြည်မွားမဂါထာစုံနိယအစီအကုံအလုံးဖွဲ့မြန်တက်
ကျမ်းဂန်တို့၌အနက်ထင်သဘောဉာဏ်တက်ဝင်ဆူးရှနိုင်သောကြောင့်မနောကိုင်းစုပုစိတ်ကညာကုကိသာနဲ့ပူမာရာဇတထရတ္တနရာဂဟံတဗ္ဗနံမယံ33ဟူသောဤ33ကိုင်းတို့ဤပရမာလာကိုအားလုံးနဲ့တကွအစဉ်တိုင်းအကျဉ်းများပြဆိုပြီးဒီမှာကြက်ရတယ်ဒီနေရာမှာတော့ဒါကြက်တဲ့ကြက်ထိုက်တာတော့ဒီခြေပြုတတ်တာထဲမှာပေါ့နော်ဦးဇင်းခုပြထားတဲ့စာအုပ်ထဲမှာဒါဆရာတော်ကြီးကဒီဘုန်းကြီးဦးဇနကပြီးဝန်တာဆိုတာမဟာကဏ္ဍဆရာတော်ပေါ့နော်ဦးဇင်းတို့ရဲ့ကျေးဇူးရှင်ဆရာတော်ကြီးပေါ့ဦးဇင်းတို့ရဲ့ဆရာတော်ကဆရာတော်ကြီးတို့ရဲ့တပည့်နော်ဦးဇင်းတို့ရဲ့အဖိုးဆရာတော်မှာပေါ့အဲဒီဆရာတော်ကြီးရေးထားတဲ့စာအမတန်ကောင်းပါမှာတော့ဦးဇင်းတို့ကဆရာတော်ကြီးရဲ့စာအုပ်နှုတ်အခြားဦးဇင်းရှိထားတဲ့ဒီစာအုပ်နှုတ်ရဲ့သူ့ကိုတော့လက်ကင်ကာရီကူလမ်ဒီတင်ရိုးအနေနဲ့ပြုပြီးတော့မှဦးဇင်းကဒီသူ့ပါဠိအခြေခံဘာသာပါဠိစကားတင်တန်းကိုဒါပို့ချမှာဖြစ်တယ်အဲ့တော့အခြေပြုတတ်တာဆိုတာကြီးနော်နောက်နေ့ကျရင်တော့နောက်ပြီးလို့ကျရင်တော့ကိုပြအဲ့ဒီနှစ်ခုတော့ရထားမယ်ပြပြီးတဲ့အခါကျရင်ဦးစင်းကြည့်ခိုင်းမယ်ပြီးတဲ့အခါကျရင်ဟိုဒီစကလုံးလေးတွေပေါ့ဗျာအဲ့ဒီမှာပါတဲ့စကလုံးလေးတွေနော်ဝေါ်ဟာရ vocabulary လေးတွေကိုရအောင်အင်္ဂလိပ် meaning ချက်ပြီးတော့အဘိဓမ္မာကြက်ထားမှာဖြစ်တယ်နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီနံကိုင်း73ကိုင်းရှိတယ်တဲ့အဲ့မှာမနောကိုင်းစုတဲ့မနောကိုင်းပုစိတ်ကညာမှာပုဆိုတာပုရိတာရိကိုင်းစိတ်ဆိုတာစိတ်တာရိကိုင်းကညာဆိုတာကညာရိကိုင်းဂုဆိုတာဂုဏဝါရိကိုင်းကိစ္စဆိုတာကိစ္ဆန္တာရိကိုင်းတထဆိုတာတထရိကိုင်းရတ္တဆိုတာရတ္တာရိကိုင်းနရာဆိုတာနရာရိကိုင်းဂဟံဆိုတာဂဟပတာရိကိုင်းတဗ္ဗနံဆိုတာတဗ္ဗနံကိုင်းဆိုဒီမှာအလုံးပေါင်း73ကိုင်းရှိတယ်မနောကိုင်းမနောကနာရိကိုင်းဆိုဒီမှာမနောကိုင်းစုတယ်မှာမနောကိုင်းထဲမှာလည်းပါနော်မနောကိုင်းစုပုစိတ်ကညာကုကိသာနဲ့ပုမာရာဇနော်ပုမာရာဇဆိုတာကြံထားခဲ့ပြီနာနေနော်အဲ့ဒီလို့ဟောလို့လိုက်ရမယ်နော်မနောကိုင်းစုပုစိတ်ကညာကုကိသာနဲ့ပုမာရာဇမနောကိုင်းစုပုစိတ်ပညာဒုက္ခစာနဲ့ပုမာရာဇတတရတ္တတထရတ္တနရာဂဟံတဗ္ဗနာမယံ33စီမှာ73မျိုး73ကိုင်းရှိတယ်အဲ့တော့မနောကိုင်းမနောကနာတိကိုင်းပုဆိုတော့ပုရိတာတိကိုင်းစိတ်ကစိတ်တာတိကိုင်းပညာဆိုတာပညာတိကိုင်းနော်ဂုဆိုတာဂုဏဝါတိကိုင်းနော်အဲ့တော့ကိစ္စဆိုတာကိစ္ဆန္တာတိကိုင်းနော်ပုမာကပုမာတိကိုင်းရာဇဆိုတာရာဇာတိကိုင်းတထဆိုတာတထာရိကိုင်းရတ္တဆိုတာရတ္တာရိကိုင်းနရာဆိုတာနရာရိကိုင်းဂဟံဂဟရိကိုင်းနော်နောက်တဗ္ဗနံကိုင်းဆိုရင်အားလုံးပေါင်း73ကိုင်းရှိတယ်73မျိုးရှိတယ်အဲ့ဒီဟာကိုတော့ဦးဇင်းဒီဂိုင်းတွေအကြောင်းပုရိတာရိကိုင်းဆိုရင်ဘယ်လိုခေါ်တယ်ဆိုတဲ့အကြောင်းတွေကိုပြောရင်းနဲ့တိကျကျလုပ်ပြီးမယ်အခုဒီလောက်နဲ့နားအောင်ဒီစာအုပ်ကိုတော့ဒါမဝယ်မဖြစ်ဝယ်ထားရမယ်ပေါ့နော်နောက်ဗီဒီယိုတွေကြရင်ဘာကြောင့်မလို့ဒီဂိုင်း73ဂိုင်းကိုအင်္ဂလိပ်ဘာသာစကားမှာ I mean my mind myself ဆိုတာမျိုးကိုဆိုတော့နာဝိပတ်တွေ့တယ်လို့ခေါ်တယ်နော်အဲ့ဒါကိုဒီပါဠိမှာနာဝိပတ်တွေ့တယ်လို့ခေါ်တယ်ဥမာပုရိတာဒီဂိုင်းဆိုရင်ပုရိတောပုရိတာပုရိတံပုရိတုပုရိတောပုရိတာဘောပုရိတာပုရိတာဘဝန္တောပုရိတာပုရိတံပုရိတုပုရိတေနာပုရိတေပုရိတေပြီးဆိုရအောင်လုပ်ထားမှာအဲ့ဒါရထားပြီဆိုမှဘယ်လိုနေရာမျိုးမှာဘယ်လိုအနဲ့ပေးမယ်ဆိုတော့ဦးဇင်းတို့တိလာမှာဖြစ်ပါတယ်အဲ့တော့ဒါဒီကြက်တင်ကြက်ထိုက်တာဟာတော့ကြက်ရမှာဖြစ်ပါတယ်နော်ဘယ်ဘာသာစကားကိုပဲတင်တယ်ကိုကကြက်ပြီးတော့မှမှတ်လိုက်တာအမြန်မှတ်နည်းပေါ့ဗျာနော်ဒါနေ့တိုင်းလည်းဖတ်ရမယ်ဒီစာအုပ်တွေဒီလောက်နဲ့ခဏနားကြတယ်ပေါ့နော်